နေ့တော့ရုံးနောက်ကောင်ဘက်ကပွဲတော်လေးသွားရင်လည်းဘလော့လေးရိုက်ထားတာပဲဖြစ်ပါတယ်ရှင်။ဆိုရင်တော့ပွဲတော်ကိုတင်းနဲ့တူတူအလေလိုက်ခဲ့ကြပါဦးရှင်။ဒီပွဲတော်တော့အရင်မစီပါဘူးတင်းရတော့ရောက်ခုလေးရှိအောင်သွားကြည့်တာပေါ့နော်။တင်းတို့သွားတဲ့ချိန်အထဲထဲမှာမီးပုံအကြီးလို့ကိုတော့ပြင်ဆင်နေရတာကိုတွေ့ရပါတယ်ရှင်။တင်းရပွဲစီတဲ့ထဲမှာသွားခင်လေးပေါ့နော်ဒီနေ့ကလို့အရင်ဆက်စုတာပါ။မီးပုံဆိုလို့ရှိရင်တင်းတို့ကအဝေးကနေအဲ့လိုမျိုးမြင်ဖူးတယ်ပေါ့နော်အခုလိုမျိုးအနိကတော့တစ်ခါမှမမြင်ဘူးပါဘူးဘယ်လိုလုပ်လဲဆိုတာတစ်ခါမတွေ့ဘူးပေါ့နော်။ဒါကြောင့်ဆက်စုပြီးတော့တင်းရအစားဆုံးလေးလိုက်ဖြတ်တာပါတယ်။ရုံဆုံးနေတို့ကဂတ်အိုကိုအရင်စားတယ်ပြီးတော့မှမီးပုံအိတ်ကိုပေါ့နော်လေမှုတ်ထဲတယ်အဲ့ဒီနောက်ပြီးမှဂတ်ကိုအဲ့ဒီမီးပုံလေးကိုတို့ထည့်တာကိုတွေ့ရပါတယ်ရှင်တခြားလူတွေအတွက်ဆိုရင်တော့မြင်ဘူးပေါ့နော်တင်းရအခုမှစပြီးတော့မြင်ဘူးတာဖြစ်တဲ့အတွက်တင်းတို့တော့အရင်အောင်ထူဆန်းနေပါတယ်ဒါကြောင့်တင်းရဒီစရာလေးလိုက်ပြီးတော့ဆက်ဆုနေတာပဲဖြစ်ပါတယ်ရှင်မီးပုံအိတ်ထဲမှာလေးတွေဖောင်းသွားပြီးပြည့်သွားပြီဆိုလို့ရှိရင်တော့နောက်ဆုံးအနေနဲ့တို့ကဂတ်ကိုမှုတ်ထည့်လိုက်တာပဲဖြစ်ပါတယ်ဂတ်တွေထည့်ပြီးတော့မှတို့ကဖြည်းဖြည်းနဲ့အပေါ်ကိုထောင်တင်လိုက်တာပဲဖြစ်ပါတယ်ရှင်ကိုမြင်နေရတော့ပေါ့နော်တို့တွေလုံနေရတကယ်ခက်ခဲအသုံးလေးရောက်အဲ့လိုမျိုးလူတွေလုံနေရတာဖြစ်ပါတယ်ကိုကြတော့ဒီကောင်းရင်ပေါ်မှာမီးပုံလေးလှလှလေးပဲကိုကမြင်ရတာပေါ့နော်အောက်ဘက်မှာအဲ့လိုမျိုးခက်ခဲလုံနေရတာတော့အခုမှဒါပထမဆုံးမြင်မှုတာဖြစ်ပါတယ်ရှင်ပြီးတော့တင်းတို့တွေဈေးပွဲတော့ဘက်ကိုအလဲသွားကြည့်ကြမယ်နော်ဒီဘက်ချမ်းမှာကြတော့အယုတ်ပြည့်တဲ့ဟာတွေကတော်တော်များတော့ဗောနော်ပြောစရာကစားစရာတွေလည်းအများကြီးရှိပါတယ်ခလေးအကြိုက်လူကြီးအကြိုက်ကစားစရာနှီးပေါင်းစုံရှိပါတယ်